Golden Bells တနင်္လာနေ့23ရက်ဇူလိုင်လ2026နေ့စဉ်ဖတ်ရှုရန်ကျမ်းယောဟန်ခရစ်ဝင်အခန်းကြီး2သူတို့သည်လည်းကျေသောအတန်နှင့်ဟစ်၍ထုံးစံရှိသည့်အတိုင်းကိုယ်အသွေးနှင့်ကိုလူချင်းကဓာတန်စုနှင့်ကိုရှာစေကြ၏ဓမ္မရာဇဝင်တတိယဆောင်အခန်းကြီး18အခန်းငယ်28ဒီနေ့နှုတ်ကပတ်တော်အဖြစ်ခွန်အားယူဖို့ရန်အတွက်ဝိညာဉ်ရေးအလေးထားကောင်းများအကြောင်းကိုဝေငှခြင်းပါတယ်ကျွန်တော်တို့တွေထုံးစံအကြောင်းကိုပြောဆိုတဲ့အခါမှာနေ့စဉ်လှုပ်ထရှိတဲ့အလေးထားတွေကိုဆိုလိုခြင်းဖြစ်ပါတယ်အချို့သောအလေးထားကောင်းတွေဖြစ်တဲ့ဂျေဇုပြု၍နဲ့ဂျေဇုတင်ပါတယ်လို့ပြောဆိုတတ်တာမျိုးသို့မဟုတ်တစ်နေ့ကို2ကြိမ်သွားတိုက်တာမျိုးတွေကတော့အကျိုးရှိပါတယ်ဒါပေမဲ့အချို့သောအလေးထားတွေဖြစ်တဲ့ဆေးလိပ်တောက်တာမျိုးသို့မဟုတ်လက်သေးကြိုက်တာမျိုးတွေကတော့ကျွန်တော်တို့အတွက်အန္တရာယ်ရှိတာအမှန်ပဲဖြစ်ပါတယ်အထူးသဖြင့်ဘာလပရောဖက်တွေရဲ့ကြောက်မက်ဖွယ်ကောင်းတဲ့ထုံးစံကတော့အမှန်တကယ်ပဲအင်မတန်အန္တရာယ်ကြီးလာပါတယ်သို့တော်လည်းတမန်ကျမ်းစာတော်ကထုံးစံရှိသည့်အတိုင်းဆိုတဲ့စကားစုကိုကောင်းမွန်တဲ့ဝိညာဉ်ရေးရာအလေးထားတွေကိုဖော်ပြတဲ့နေရာမှာလည်းအပီအပြင်သုံးဆွဲထားတာကိုတွေ့ရပါတယ်ဥပမာအားဖြင့်ဒံယေလဟာမိမိရဲ့အသက်အန္တရာယ်ကြုံတွေ့နေရတဲ့တိုင်အောင်ပင်ထုံးစံရှိသည့်အတိုင်းတစ်နေ့ကို3ကြိမ်တိတိဆူတောင်းခဲ့ပါတယ်ဒံယေလကျမ်းအခန်းကြီး6အခန်းငယ်10အရာဖြစ်ပါတယ်တမန်တော်ရှင်ပေါလုကလည်းမြို့တစ်မြို့ကိုရောက်သွားတိုင်းမိမိမှာထုံးစံရှိသည့်အတိုင်းတရားစရက်ထဲကိုတဲ့သွားပြီးနှုတ်ကပတ်တော်တရားကိုရဲရင်စွာဟောပြောခဲ့တာဖြစ်ပါတယ်တမန်တော်ဝတ္ထုအခန်းကြီး19အခန်းငယ်2နဲ့3အရာဖြစ်ပါတယ်ဒါကြောင့်မို့လို့ကျွန်တော်တို့ရဲ့စုံလင်လှတဲ့စံနမူနာရှင်ဖြစ်တော်မူတဲ့သခင်ယေရှုကိုတော်တိုင်ကလည်းထုံးစံရှိသည့်အတိုင်းတရားစရက်သို့ပုံမှန်ကြွသွားပြီးတော့ကျမ်းစာတော်ကိုဖတ်ရွတ်ခဲ့တာဖြစ်ပါတယ်လူကာခရစ်ဝင်အခန်းကြီး4အခန်းငယ်16အရာဖြစ်ပါတယ်ယနေ့ခေတ်မှာခက်ခဲသည့်နေရာမျိုးတွေမှာပင်လက်ကမ်းစာဆောင်လေးတွေဝေငှတာမျိုးကဲ့သို့သေးငယ်တဲ့နီလန်းလေးတွေနဲ့ဧဝံဂေလိတရားကိုအစင်မပြတ်ဝေမျှသွားနိုင်ကြတာဖြစ်ပါတယ်ဒါကြောင့်ကောင်းမွန်တဲ့ဝိညာဉ်ရေးရာအလေးထားတွေဟာကျွန်တော်တို့ရဲ့တသက်ခံခြင်းအသက်တာကိုခိုင်မာစေသလိုဘုရားသခင်နဲ့ကျွန်တော်တို့ရဲ့ဆက်ဆံရေးကိုလည်းနက်နက်ရှိုင်းရှိုင်းဖြစ်စေပါတယ်ဒီနေ့ဘယ်လိုမျိုးဘုရားသခင်နှစ်သက်တဲ့ထုံးစံတွေကသင်တို့ရဲ့အသက်တာကိုပုံဖော်နေပါသလဲကျွန်တော်တို့ရဲ့နေ့စဉ်လှုပ်ရိုးလှုပ်စဉ်တွေဟာဘုရားသခင်အပေါ်ကိုးကွယ်စည်းကပ်ခြင်းရဲရင်ခြင်းနဲ့သစ္စာရှိခြင်းတွေကိုအမြဲတမ်းထင်ဟပ်စေလျက်တာဓုသစ္စာရှိသောငယ်သားကောင်းလို့မိန့်တော်မူမယ်ကျွန်တော်တို့ရဲ့အပါခမေတော်ဘုရားထံသို့ဝမ်းမြောက်ခြင်းကိုအစင်မပြတ်ဆောင်ကျဉ်ပေးနိုင်ပါစေကြောင်းနှုတ်ကပတ်တော်အားဖြင့်တိုက်တွန်းဝေငှလိုက်ရပါတယ်အားလုံးကိုဘုရားသခင်ကောင်းချီးပေးပါစေ